တိရှကိုလိုနီခနောက်ပိုင်းအထူးသဖြင့်1900ပြည့်နှစ်ကနေဒုတိယကမ္ဘာစစ်မတိုင်ခင်ကာလဟာမြန်မာနိုင်ငံရဲ့စီးပွားရေးနဲ့အခြေခံအဆောက်အအုံပိုင်းမှာအချိန်အကောင်းဆုံးအရှင်လို့ပြောလို့ရပါတယ်။စီးပွားရေးနဲ့ကုန်သွယ်မှုမြန်မာနိုင်ငံဟာအဲ့ဒီခေတ်ကအာရှမှာစီးပွားရေးအရအလွန်အရေးပါတဲ့အခန်းကဏ္ဍကရှိနေခဲ့ပါတယ်။EODတိုင်းအောက်ပိုင်းဒေသတွေကိုဖော်ထုတ်နိုင်ခဲ့တာကြောင့်ကမ္ဘာအကြီးဆုံးစံတင်ပို့တဲ့နိုင်ငံဖြစ်လာခဲ့ပါတယ်။ BOC ကုမ္ပဏီကနေစီနံထုတ်လုပ်မှုအလွန်ကောင်းခဲ့တယ်လို့နံပါတ်2ဗိုလ်တွင်းကနေငွေနဲ့ကတ်ထုသွင်းတဲ့ပစ္စည်းတွေအများပြားထွက်ရှိခဲ့ပါတယ်။ကမ္ဘာအကောင်းဆုံးကျွမ်းသစ်ထုတ်လုပ်ဟာဖိုးချရာလေးမြန်မာနိုင်ငံဖြစ်ခဲ့ပါတယ်။ပညာရေးနဲ့လူမှုဘဝပညာရေးပိုင်းမှာတော့မြန်မာနိုင်ငံဟာအိန္ဒိယနိုင်ငံတွေထက်အများကြီးတာလွန်နေတဲ့အနေအထားပါရန်ကုန်တက္ကသိုလ်1920ခုနှစ်မှာတည်ထောင်ခဲ့ပြီးနောက်ပိုင်းအချစ်တောင်အချက်မှာအဆင့်အမြင့်ဆုံးတက္ကသိုလ်တစ်ခုဖြစ်လာပါတယ်အိန္ဒိယထိုင်းနိုင်ငံနဲ့တခြားနိုင်ငံတွေကကျောင်းသားတွေတောင်ရန်ကုန်မှာလာတက်ခဲ့ကြပါတယ်စပယ်တက်မြောက်မှုဘုံကြီးကျောင်းတွင်ပညာရေးအရှိခံရှိတာကြောင့်အဲ့ဒီခက်ကမြန်မာပြည်ရဲ့စာတက်မြောက်မှုနှုန်းဟာအာရှနိုင်ငံတွေထင်မှာထိတ်တန်းကရှိနေခဲ့ပါတယ်မြို့ပြနဲ့အခြေခံအဆောက်အုံဗြိတိရှတွေဟာသူတို့ရဲ့ကုန်သွယ်ရေးလွေကူစေဖို့အတွက်ခိုင်မာတဲ့အခြေခံအဆောက်အုံတွေတည်ဆောက်ခဲ့ပါတယ်ရှမ်းကုန်းမြို့ကိုအချစ်တန်းရဲ့ဥယျာဉ်မြို့တော်လို့တင်စားရလောက်အောင်လှပတန့်ရှင်းပြီးစနစ်ကျတဲ့မြို့ပတ်စီမံကိန်းရှိခဲ့ပါတယ်ဒေယူပို့ဆောင်ရေးမိရထလန်ကွန်ရက်တဲ့အေယာဝတီဖလုတ်တီးယာတန်ဖိုးလိုင်းတွေဟာအဲ့ဒီခေတ်ကအာရှမှာအကောင်းဆုံးနဲ့အကြီးမားဆုံးထင်မှာပါဝင်ခဲ့ပါတယ်။ဒါပေမဲ့ဘလောက်ပင်တိုးတက်နေစေကမူဆိုးချိုးတွေကတော့ရှိနေပါတယ်။တိုးတက်မှုတွေရှိခဲ့ပေမဲ့ဒီတိုးတက်မှုတွေရဲ့အတိအပွဲအများစုဟာမြန်မာပြည်ဖွာတိုင်းရင်းသားတွေထက်ဗြိတိရှကုမ္ပဏီကြီးတွေနဲ့နိုင်ငံခြားသားအိန္ဒိယနဲ့တရုတ်လူမျိုးစီးပွားရေးသမားတွေလက်ထဲကိုပဲရောက်ရှိသွားတာပါနေသမားအများစုဟာရှစ်တီကလာတွေထားမှာလေယာမြေတွေဆုံးရှုံးပြီးလင်္ကားဘဝရောက်ခဲ့ရတာမျိုးတွေရှိခဲ့ပါတယ်ဒီစီးပွားရေးမညီမျှမှုတွေကပဲနောက်ပိုင်းမှာနေရှိဆန့်ကျင်ရေးနဲ့လက်ရေးကြိုးပမ်းမှုတွေကိုအရှင်မြင့်လာစေခဲ့တာဖြစ်ပါတယ်